တခါတော့ရွာပြာမှာဖိုးတူကတယောက်တည်းတီးကြံသွားနေထိုင်နေတယ်တနေ့မှာတော့ဖိုးဟာသူ့သားတွေသူ့ချွေးမတွေသူ့မြေးလေးတွေကိုတတိရတာနဲ့သူတို့ရှိတဲ့ရွာတွေကိုထွက်လာခဲ့တယ်အဖိုးရဲ့သားနဲ့ချွေးမနေထိုင်တဲ့ရွာဟာအရန်ကိုအလံဝေးပါတယ်ဒါပေမဲ့သားတွေချွေးမတွေညီလေးတွေကိုတွေ့ကျင်တဲ့အဖိုးကမျောလင့်ချက်အပြေးဝါနဲ့ခီးရှည်ကြီးကိုဖျက်ဆီးလာခဲ့တယ်နောက်ဆုံးမှာတော့အဖိုးဟာသူ့သားတွေသူ့ချွေးမတွေရှိတဲ့အိမ်ကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာခဲ့တယ်အဖိုးကိုရောက်ချင်းမှာတော့တားဖြစ်သူတို့မိသားစုကဝမ်းပန်းတသားခီးဦးကြိုပြူကြတယ်ကြိုဆိုကြတယ်ပြီးတော့အဖိုးကိုအိမ်ဦးကမ်းမှာနေရာပေးထားတယ်ဒီလိုနဲ့အဖိုးကသူ့သားရဲ့မိသားစုနဲ့အတူတူနေထိုင်ရင်တပတ်တီတီကြာလာခဲ့တယ်နေတိုင်းမိသားစုထမင်းဝိုင်းမှာအတူတူထိုင်ပြီးထမင်းစားရတယ်အဖိုးဟာတက်ကြီးပြီဆိုတော့သူ့ရဲ့မျက်လုံးတွေကမှုံကြီးနေတယ်အဖိုးရဲ့လက်တွေကလည်းအသက်အရွယ်ကြောင့်တုံရင်းနေခဲ့တယ်ဒါကြောင့်တခါတလေမှာဇွန်းတဲ့ခရင်တွေကိုကင်နေရင်လွတ်ကြတာရှိသလိုတခါတလေမှာလည်းပကံတွေကထမင်းတွေကပေးနာကိုဖိလို့ဖိကျမ်းမြတ်မော်ကိုကြားလို့ကြားနေပေးပွားနေတာပေါ့ဒီလိုနဲ့ရက်တီကြာလာတဲ့အခါသားဖြစ်သူနဲ့ချွေးမတို့ဟာအဖိုးကိုညူဆူးလာကြတယ်ဒီမခံနိုင်ဖြစ်လာကြတယ်ဒါနဲ့သားနဲ့ချွေးမတိုင်ပင်ကြတယ်ဖေဟာထမင်းစားတဲ့အခါဟိုပိတ်ဒီဖိနဲ့တော်တော်ညစ်ပတ်တယ်ကျမတို့စားရတာအဆင်မပြေတော့ဘူးပြီးတော့ထမင်းစားရင်လည်းသွားမရှိတဲ့ပါဇက်ကြီးနဲ့ဝါဝါနေတာပလက်ပလက်နဲ့ကျမတို့အရန်ယွန်တာပဲမိဖို့ကြောင့်ရဲ့ကျမ်းပြင်မှာလည်းထမင်းနေကြပြီးအမြဲတမ်းရှုပ်ပွားနေတယ်ဒီတော့ကျမတို့တခုခုလုပ်ရအောင်လို့မိမဖြစ်သူကသူ့ရဲ့ယောက်ျားကိုတိုင်ပင်တယ်ဒီလိုနဲ့သားနဲ့ချွေးမတိုင်ပင်လိုက်ပြီးအဖိုးကိုထမင်းတဝိုင်းထဲမှာတူစားခွင့်မပေးတော့ဘူးခန်းတောက်မှာရှိတဲ့စပွဲကုန်သေးသေးလေးနဲ့ပဲကျွေးတော့တယ်ပြီးတော့အဖိုးရဲ့လက်ဟာတုံရင်းနေတဲ့အတွက်ကျွေးပကံနေနဲ့ကျွေးတဲ့အခါမကြာခဏကြပွဲတတ်တာကြောင့်သားဖြစ်သူကတစ်သားွက်လေးတစ်ခုလုပ်ပြီးအဖိုးကိုတီးတန်းကျွေးတယ်ဒီအချိန်အစပြီးအဖိုးကခန်းတောက်မှာပဲတိတ်ဆိတ်စွာထမင်းစားရရှာတယ်တခါသားဖြစ်သူနဲ့ချွေးမဖြစ်သူတို့ရဲ့ဒေါသတကြီးစုပူချိန်မောင်းတာကိုလည်းခံရတတ်ပါသေးတယ်ဒီလိုနဲ့တနေ့မှာတော့အဖိုးရဲ့မိလေးဟာအိမ်ရှိမှထိုင်ပြီးတစုံတစ်ခုကိုစိတ်ဝင်စားလုပ်နေတယ်ဒါကိုအဖိုးရဲ့သားဖြစ်သူကမြင်တဲ့အခါသူ့ရဲ့သားကိုလှမ်းမေးလိုက်တယ်ငါသားဘာတွေလုပ်နေတာလဲကွငြိမ်လို့ပါပဲဒီအခါမှာအဖိုးရဲ့မိလေးဟာသူ့ရဲ့အဖေကိုဒီလိုပြန်ဖြေခဲ့တယ်ဒါကတစ်သားွက်လေးတစ်ခုလုံးနေတာပါအဖေပြီးလာတဲ့အခါဖိုးကိုအဖေတို့မေတို့ကျွေးသလိုပဲတားလည်းအဖေတို့မေတို့အသက်ကြီးလာတဲ့အခါဒီတစ်သားွက်လေးနဲ့ကျွေးမလို့ပါလို့ပြန်ဖြေခဲ့ပါတယ်ဒီစကားကိုကြားလိုက်တဲ့အဖိုးရဲ့သားနဲ့ချွေးမဖြစ်သူကအရန်ကိုတုံလုံးသွားတယ်သူတို့ဟာဘာစကားတစ်ခုမှမပြောနိုင်ကြတော့ဘူးပြီးတော့သူတို့ရဲ့မျက်ဝန်းနေရာနေလဲမျက်ရည်တွေလိုစီကြလာတယ်ဘာကြောင့်လဲဆိုတော့အဖိုးပေါ်သူတို့လုပ်ခဲ့တာအရန်ကိုမာသွားပြီဆိုတာသူတို့နားလည်လိုက်တာကြောင့်ပါသားနဲ့ချွေးမအိမ်ထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အဖိုးကသူတို့ကိုတိတ်ဆိတ်စွာငေးကြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ကပုံမြင်နေတဲ့အဖိုးလိုတနေ့မှတေချာပေါက်ဦးမင်းကြရမယ်အသက်ကြီးလာတဲ့အခါမှာလည်းခြေလက်တွေကတုံကြီးလေးလန်းလာမယ်ဒါလူတိုင်းဖြစ်ကြရမယ်သဘာဝပါပဲဒါကြောင့်ကိုယ့်ရဲ့မိဘတွေအသက်ကြီးလာတဲ့အခါသူတို့ရဲ့ခြေလက်တွေမခိုင်လို့တုံကြီးလေးလန်းလာတဲ့အခါမျိုးမှာမညှို့ညင်ကြပါနဲ့ဒီလိုမင်းမစွမ်းဖြစ်လာတဲ့မိဘတွေကိုချစ်ခင်ကျင်နာယူရပြီးကိုမျိုးသက်လေးတွေရဲ့ရှေ့မှာကိုယ့်ရဲ့မေတ္တာတရားကိုပြသပါ။ဘာကြောင့်လဲဆိုတော့ကလေးတွေကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ပြုမှုတွေကိုသင်ယူတယ်။မှတ်သားတယ်။ပြီးတဲ့အခါမိတ်ဆွေတို့ကျွန်တော်တို့လုပ်တဲ့အတိုင်းလိုက်လံပြုမှုတတ်ကြပါတယ်။ဒါကြောင့်ဒီနေ့မှာကိုပြုလုပ်တဲ့ကံတိုင်းဟာနောက်တစ်ချိန်မှာကိုယ့်စီကိုပြန်လာတတ်စမြဲပါပဲ။ဒီနေ့မှာကိုဟာသားတစ်ယောက်ဖြစ်နေပေမဲ့နောက်တစ်ချိန်မှာတင်ဟာဖခင်တစ်ယောက်ဖြစ်လာမှာပါ။ဒါကြောင့်ကိုယ့်ရဲ့မိဘတွေမတည်ခင်လေးမှာကျွေးရဲ့ထမင်းတနက်တိုင်းဟာသူတို့ပါဇက်ထဲကိုရှော့ရှော့ရှူရှူဝယ်ပါသည်မျိုးချလိုက်တိုင်းနင်းနေရတဲ့ထမင်းလုံးမျိုးမဖြစ်ပါသေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီဗီဒီယိုလေးကနေအတီတရားတစ်ခုခုရရှိကြပြီးမိဘကျေးဇူးကိုဆက်နိုင်သူတွေဖြစ်ကြပါစေလို့ဆုတောင်းရင်အဆုံးသတ်လိုက်ပါရသည်ချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါသည်ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျကျွန်တော်ကတော့စီစဉ်တက်ဆက်သူဒါညီဖြစ်ပါတယ်